Sisiba Entertainment Channel ပြည်သူကြီးအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့မှာတော့ဒီ brother ရဲ့တခြင်းလေးကိုကျွန်တော်ဖွင့်ပြပေးချင်ပါတယ်ဦးစိုးပန်ရဲ့တခြင်းလေးပေါ့နော်ဦးစိုးပန်ရဲ့တခြင်းလေးကိုကျွန်တော်တူတူနားထောင်ကြည့်လိုက်အောင်နော်လေးမုံသွားပါစီကျင်နာသူလေးတယောက်လာမေးလေးနားလည်းတူနွေလိုပူလောင်တော့အလွမ်းနေငိုရင်လူပြင်းလေးရှုံးလို့ရဲ့အချင်းတွေကိုမခံနိုင်ဘူးကွယ်ချစ်ဆုံးမုန်းနိုင်လို့မုန်းကွယ်ရှုံးမှုပြတာသူပါလိလူကျင်နာလေးလန်းလို့မလွေလွေတာကူပဲရောက်အောင်ယူပဲကျုပ်လီအဆောင်လေးများစိန်လူယာယီပြောချင်းလေးတာပေါ်လူရှင်ခွေမာလေးနာကျင်နေလေးပွေတဲ့ကွယ်ချီပွားဖို့လွယ်နေရောက်တောင်းဆွေမဖွေရင်ဝေလာမင်းလေးထုံးလေးလာမင်းလေးမာယာရှင်လေးမုံသွားပါစီတင်နာသူလေးခလာမင်းလေးဆိုဒီရောမိုင်နော်ဒီတာတန်လေးရဲ့ကွာလူရှင်ဝေမာလီလာချင်နေလေကွယ်မောင်အတဲ့ကွယ်ချီပွားမှုမလွယ်နေရောက်တောင်းဆွေမခွေရင်ဝေလာမင်းလေထုံးလီလာမင်းလေးမာယာရှင်လီမုံကွာပါစီကျင်နာသူလေးတယောက်လာမင်းလေးလာ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 La la 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 မိုက်တယ်နော်ဆိုသွားတာတီးသွားတာတော်တော်မိုက်တယ်ဒီဟိုဥစုပိုင်းတခြင်းကိုဆိုတာတော်တော်မိုက်တယ်လို့ပြောကြတာပေါ့နော်ဒီကိုအဲ့လိုမွေးဗီဒီယိုပိုင်ရှင်ကိုတွေလည်းလေးစားလက်ပါပဲနော်အားလုံးပဲချစ်ချစ်မေတ္တာဖြင့်ငြိမ်းချမ်းကြပါစေနော်